design စဆွဲတဲ့အချိန်မှာဒီ Figma ကြီးကိုဖွင့်ပြီးတော့ဘာဆက်လုပ်ရမှန်းမသိရမျိုးဖြစ်ဘူးလားဒါမှမဟုတ်လို့ရှိရင်ကို design မှာတစ်ခုခုလိုနေရဆိုတာကိုသိရဒါပေမဲ့လည်းဘာပြင်ရမှန်းမသိဘူးပေါ့နော်အဲ့တော့ color တွေ change နေမိရယ် font တွေပဲလိုက် change နေဟိုရွှေ့ဒီရွှေ့လေးပဲလုပ်နေမိရယ်ပေါ့နော်ဒါပေမဲ့တကယ်အကြောင်းရင်းကိုရှာမတွေ့ဘူးပေါ့နော်ဒါမျိုးဖြစ်ဖူးတယ်ဆိုလို့ရှိရင်ဒါက design မှာကိုကညံနေလို့မဟုတ်ဘူးဒီ UX thinking အပိုင်းကိုကြော်ပြီးတော့မှ UI ကိုတွဲလိုက်မိတဲ့အခါမျိုးမှာဒီလိုမျိုးကြုံရတတ်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုလေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဇိုင်းစပြီးတော့မှဆွဲဖို့အတွက် Figma မဖွင့်ခင်မှာဘယ်လိုတွေးခေါ်ကြမလဲဆိုတဲ့အပိုင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ beginner အများစုမှားတတ်တဲ့ပြဿနာကကြတော့စသချင်း design ဆွဲရမယ်ဆိုတာနဲ့ project ကိုစီရောက်လာပြီပေါ့နော်အဲ့အချိန်မှာဘာလုပ်မိလဲဆို Figma နဲ့စပြီးတော့မှဆွဲဖို့ပဲလုပ်မိရပေါ့ကိုစီကိုရောက်လာတဲ့ဒီ project ကဘယ်လိုမျိုးပြဿနာမျိုးကိုဖြေရှင်းချင်တာလဲဆိုတာမျိုးကမစဉ်းစားမိဘူးပေါ့နော်အရင်ဆုံးမစဉ်းစားဘဲနဲ့ design ဆွဲဖို့ပဲလောကြီးမိရပေါ့ Figma canvas ယူကြည့်ပြီးတော့ငါစဆွဲရမယ်ပေါ့ frame တွေယူမယ် button တွေဆွဲမယ် text တွေထည့်မယ်ပေါ့ idea မရတော့ဆိုလို့ရှိရင်ကြတော့ Behance တွေ Dribbble တွေကိုသွားမယ်ပြီးလို့ရှိရင်သူများဆွဲထားတဲ့ flow တွေကိုကြည့်မယ် reference တွေယူပြီးတော့copy လဲကူးရင်ကူးမိမယ်ပေါ့နော်ကိုလိုရမယ်တကယ် project မှာကြတော့ဘာလို့နေမှန်းမသိဘူးပေါ့ stack ဖြစ်သွားမယ်ပေါ့နော်ဒီဟာရဲ့နောက်ွယ်ကတကယ်ပြဿနာကကြတော့ Figma ဒီ2တစ်ခုသက်သက်ပဲဖြစ်တယ် problem solving အပိုင်းမဟုတ် Figma ကနေပြီးတော့မှစပြီးတော့လုံးမိရဲ့အခါမှာကို solve လုပ်ရမယ့် problem တွေကိုကိုကြော်ကြည့်မိသွားတယ်ပေါ့နော် design တွေဒီအရောင်တွေ color တွေ font size တွေဒါတွေကိုပဲပို့ပြီးတော့ဦးစားပေးတတ်မိတယ်ဒါကလည်းတမင်လောက်တာမဟုတ်ဘဲနဲ့ Figma ကိုဖွင့်လိုက်တာနဲ့ကိုက UI ကိုပဲဆွဲတော့မယ်ဆိုရဲအုံနောက်ကအကျင့်ဖြစ်နေတာပေါ့နော် Figma ကနေစလုပ်တာဘာလို့မကောင်းလဲ UI နေလိုက်ရုံနဲ့ product ကကောင်းဖို့ကမဖြစ်နိုင်ဘူးဒါပေမဲ့လည်းတကယ်တမ်းသုံးလို့မကောင်းတဲ့အချိန်သူတို့က confuse ဖြစ်စေတယ်ဆိုလို့ရှိရင်ဒီ product က fail မှာပဲ look ကိုပဲအရင်အာရုံစိုက်မိတာမျိုးဖြစ်စေတဲ့အတွက်ကြောင့်မလို့ဒါမကောင်းဘူးပေါ့နောက်တစ်ခုကကြတော့တကယ်တမ်းနားမလဲပဲနဲ့ copy ကူးတတ်မိရပေါ့နော်ကို product မှာရှိတဲ့ pattern နဲ့တခြားလူတွေလုပ်ထားတဲ့ product မှာရှိတဲ့ pattern တွေကတူတူသုံးလို့ရချင်မှရတာမျိုးပေါ့နော်အဲ့တော့သုံးမဲ့ target user တွေရှိရယ်ကိုသွားမဲ့ business ရဲ့ target တွေရှိရယ်ပေါ့နော်ဒါမျိုးတွေကမတူတဲ့အချိန်မျိုးမှာကိုကတခြား product တစ်ခုကို copy ကူးမိတဲ့အချိန်မှာအဆင်မပြေတာအများကြီးဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ redesign ပဲပြန်လုပ်နေမိတာပေါ့နော်အဲ့တော့ Figma ထဲမှာပဲဖြစ်လို့ကြောင့်မလို့ तू က redesign လုပ်ရတာလည်းလွယ်တယ်ပြင်ရပြရတာလည်းအရင်လွယ်တဲ့အတွက်ကြောင့်မို့လို့ तू ကပြင်တယ် color တွေ change တယ် version တွေ10မျိုး15မျိုးလောက်ထွက်လာတယ်ပေါ့နော်ဒီမှာပဲ loop ပတ်နေရကွာဒီလား design ကမပြတ်ဖဲနဲ့ဒီမှာပဲပတ်နေရပြီးလို့ရှိရင်ကို design က perfect ဖြစ်သွားပြီလို့ဘယ်တော့မှမခံစားရဘူးပေါ့ဒါမျိုးတွေဖြစ်တတ်တယ်တကယ် UX design က UX thinking ကနေစရတယ်ပေါ့နော်အဲ့နောက်မှFigma ကိုစပြီးတော့ဖွင့်တင်တယ်ပေါ့နော်ဆိုတော့ okay thinking mind ကနေစရမယ်လို့ပြောတယ်ပေါ့နော်ဒါဆိုရင် UX thinking ဆိုတာကဘာလဲပေါ့ UX thinking ဆိုတာပထမဆုံးအနေနဲ့ဆိုလို့ရှိရင်လူတွေကိုနားလည်ဖို့ပေါ့နော်အဲ့တော့ user experience ဒီသုံးမဲ့ user တွေကိုနားလည်ရတယ်ကိုယ့်ရဲ့ product ကိုသုံးပြီးတော့ဘာလုပ်မှာလဲပေါ့နော်ပြီးလို့ရှိရင်သူတို့အတွက်ဘယ်အရာတွေက confuse ဖြစ်စေလဲပေါ့သူတို့တကယ်တမ်းလိုချင်တာဘာတွေလဲဒါမျိုးတွေကိုအရင်စဉ်းစားရတယ်ပေါ့နောက်တစ်ခုကကြတော့ကိုဖြေရှင်းရမယ့် problem ကိုနားလည်ရမယ်ပေါ့နော်ကိုယ့်ရဲ့ design ကနေတစ်ဆင့်ဘယ်လိုမျိုး problem တွေကို solve လုပ်မှာလဲအဲ့နောက်မှာဒီနှစ်ခုလုံးကိုသုံးမဲ့ user ကိုလည်းနားလည်ပြီ problem ကိုလည်းနားလည်ပြီဆိုတဲ့အချိန်ကြတော့မှကိုကဘယ်လို solution ထုတ်မလဲဆိုတာမျိုးစဉ်းစားမယ်ပေါ့နော်ဒါကကြတော့ UX thinking ရဲ့သွားမယ်အဆင့်ပေါ့နော်ကုမ္ပဏီတော်တော်များများမှာလည်း UI UX ဆိုလို့ရှိရင်သူကပုံဆွဲပေါ့နော်ဟိုနားမှာဟိုဟာထည့်ပြီးဒီနားမှာဒီဟာထည့်ပြီးလို့တွေးရများတယ်ဒါပေမဲ့လည်းတကယ်တမ်း UI UX ဆိုင်တာတယောက်က problem solving အပိုင်းကိုတခြားလုပ်ပေးနိုင်ရတယ်ဟိုနာကအတုံးထည့်ဒီနာအတုံးထည့်ဒီနာကလာလှအောင်လို့အဲ့လိုမျိုးdecoration လုပ်တဲ့အပိုင်းမဟုတ်ဘူးပေါ့နော်UX thinking လုပ်မယ်ဆိုလို့ရှိရင် Figma မဖွင့်ခင်မှာဘာတွေလုပ်ရမလဲပေါ့ပထမဆုံးတစ်ချက်အနေနဲ့ကကိုလုံးမဲ့ project တခြား clarify လုပ်ပေါ့နော်ခါလေးကြရင်ရှိရဲrequirement တွေလာပြီးရဒါပေမဲ့သူတို့ရှင်းရှင်းလင်းလင်းမပြောတာမျိုးရှိရပေါ့နော်အဲ့ကြရင်ကိုကသွားပြီးတော့မှ follow up လုပ်ပြီးတော့မေးရမယ်ပေါ့နော်ဒီဟာကဘယ်လိုလူတွေသုံးပါလဲပေါ့ဒီ UI ကိုသုံးပြီးတော့ဘာလုပ်ချင်တာလဲအဲ့တော့ဒါမျိုးလေးတွေကိုကိုကအရင်ဆုံးနားလည်အောင်လုပ်ရမယ်ပေါ့နော် case study လုပ်နေရဆိုလို့ရှိရင်လည်းကို user နေရာနေဝင်ခံစားပြီးတော့မှကိုကဘာ problem solve လုပ်ချင်တာလဲဆိုတာမျိုးကိုအရင်ဆုံးclarify လုပ်ထားရမယ်ပေါ့နော်နောက်တစ်ခုမှာတော့ user ကိုနားလည်ရမယ်အဲ့တော့ user တွေဒီမှာဘာလာလုပ်ချင်တာလဲသူတို့ဘာတွေတည်ထားပြီးသားဖြစ်မှာလဲသူတို့ရဲ့ goal တွေကဘာတွေလဲပေါ့နော်နောက်တစ်ဆင့်မှာကြာရင်တော့ဒါ user သုံးမဲ့ step အဆင့်ဆင့်ကိုစဉ်းစားရမယ်ပေါ့နော် ticket ဝယ်တဲ့ဟာဆိုလို့ရှိရင်သူ့မှာခီးစဉ်ကစိတ်ကူးထားပြီးသားရှိပြီအဲ့တော့အဲ့စိတ်ကူးထားတဲ့ခီးစဉ်ကိုသူလာလုပ်မှာဖြစ်တော့ကြောင့်သူတည်ပြီးသား information တွေကဘာလဲအဲ့ဒါကိုမှတစ်ဆင့်ချင်းစီသူ့စီကနေဘယ်လို information တွေတောင်းရမလဲဆိုတာမျိုးတွေကြည့်ရမယ်ပြီးလို့ရှိရင်ဘယ်လိုနေရာမျိုးမှာသူတို့ stack ဖြစ်သွားနိုင်လဲဆိုတာမျိုးတွေပေါ့နော်ဒါမျိုးတွေကိုအရင်ဆုံး sketch လုပ်ပေါ့ဒီ
နေရာမှာကြတော့လေ user flow တွေပါတွေကိုအရင်fix jam တွေပါနေမဆွဲသေးနဲ့အောင်ပေါ့နော် sketch လုပ်ပြီးစာအုပ်မှာခက်ရနဲ့ဆွဲကြည့်ပေါ့နော်ဒါလုပ်ပြီးဒါလုပ်မယ်ဆိုတာမျိုးလေးတွေကိုအရင်ဆုံးsketch out လုပ်ကြည့်ပေါ့နော်အဲ့လိုဒါမျိုးလေးလုပ်မယ်နောက်တစ်ခုမှကြာရင်တော့ user တွေရဲ့ journey ကလည်းထွက်လာပြီဆိုလို့ရှိရင်တော့ wireframe လို့ခေါ်တာပေါ့နော်ကို idea ပေါ့ base screen နေလာမယ် base screen နေမှာတော့ဘာ information တွေတောင်းမယ်ဆိုတာမျိုး UI draft လေးကိုစပြီး sketch လုပ်ကြည့်ပေါ့နော်အဲ့တော့ဒီ sketch လုပ်ထားဖြစ်တဲ့ကြောင့်မလို့အကုန်ကြလဲတက်တာတယ်အချိန်ကုန်လဲတက်တာတယ်ဒီလိုမျိုးရှင်ကြည့်လို့လဲလွယ်တယ်ပေါ့နော်အဲ့တော့ဒါမျိုးကကိုမှ UI UX team ရှိရဆိုလို့ရှိရင်သူတို့ ਨੇ ဒီ idea လေးတွေကိုပြကြည့်ပေါ့နော်ဒီလို stage မှာအကြံပေးချင်တာကကြတော့ဒီတခြား stakeholder တွေနဲ့မပြသေးနဲ့အောင်ဘာလို့လဲဆိုတော့ wireframe ဖြစ်တဲ့ draft လုပ်ထားဖြစ်တဲ့ကြောင့်မို့လို့ development team တို့ဒီ product team တို့ပြလိုက်လို့ရှိရင်ကြတော့မလို့အပ်တဲ့ဒီ discussion တွေဝင်လာလိမ့်မယ်ပေါ့နော်အဲ့တော့ကြဒီနေရာမှာကိုက idea sketch လုပ်နေရဖြစ်တဲ့ကြောင့်မို့လို့ design team နဲ့ဒီနေရာမှာ discussion ဝင်ပေါ့နော် internet discussion ပုံစံမျိုးလေးဝင်တာကောင်းတယ်အဲ့တော့နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ဒီ thinking ကမှန်ပြီလားဆိုတာ validate လုပ်ပေါ့နော်အဲ့တော့ဒီခုန problem ကိုကသိခဲ့ပြီဘာ problem solve လုပ်ချင်တာလဲဆိုတော့သိခဲ့ပြီဆိုလို့ရှိရင်ကိုဆွဲထားတဲ့ UI နဲ့ရှင်းကြည့်ပြီးတော့မှသူတို့ solve လုပ်ချင်တဲ့ problem ကိုတကယ်တမ်းပြည်လေရဲ့လားဆိုတာမျိုးလေးကိုဒါနောက်ဆုံးမှာတော့ validate လုပ်ကြည့်ပေါ့နော်ဒါအကုန်လုံးက Figma မဖွင့်သေးခင်မှာလုပ်ရမယ့် process တွေပေါ့နော်Figma ကိုအရင်ဖွင့်ပြီးတော့မှသွားတဲ့ approach ရယ်နောက်တစ်ခုကကြတော့ UX ကိုမှအရင်စဉ်းစားတဲ့ approach ရယ်ပေါ့နော်အဲ့နှစ်ခုဘာတွေကွာလဲ2ကိုအရင်သုံးလိုက်မိရင်ကြတော့ဘာဖြစ်တက်လဲဆိုလို့ရှိရင်အရင်ဆုံးငါ login screen ဆွဲမယ်ပေါ့နော်သူမှာဘာလို့မလဲဆိုလို့ရှိရင် ID ဒါမှမဟုတ်လို့ရှိရင်လည်း email ပေါ့နော် email နဲ့ password လိုမယ်ပေါ့ပြီးလို့ရှိရင်ဒါလေးကိုတော့ email နဲ့ password ထည့်ပြီးသွားပြီဆိုရင်ကိုကစပြီးတော့မှdecoration လုပ်ချင်ပြီlogin screen ရဲ့ design လေးသွားချမယ်ပေါ့နော်button ကအကြီးထည့်မယ်အသေးထည့်မယ်ဒါမှမဟုတ်လို့ရှိရင်လည်း gradient လေးထည့်မယ်ပေါ့press လုပ်လိုက်လို့ရှိရင်ဖြစ်သွားမယ် animation လေးတွေငါသွားထည့်မယ်ပေါ့ဒါမျိုးလေးတွေလုပ်မိတတ်တယ်ပေါ့နော်ဒီ screen ကလှတယ်ဒါပေမဲ့လည်း user need ကိုအရင်မစဉ်းစားထားဘူးပေါ့နော် UX အဓိကစဉ်းစားတဲ့ approach မှာじゃဘယ်လိုသွားလဲဆိုလို့ရှိရင်ကြတော့ခုနကလိုအပ်တဲ့ fee တွေထည့်ရမှာမှန်တယ်ဒါပေမဲ့လည်း user က forget password တွေခဏခဏဖြစ်နိုင်တယ်ပေါ့ဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ငါတို့ဘယ်လိုကူညီပေးရင်ကောင်းမလဲပေါ့အဲ့တော့ forget password ဖြစ်တယ်ဆိုလို့ရှိရင်သူတို့ password reset ချဖို့အတွက်link လေးကိုပေးမယ်ပေါ့ password reset ကကောဘယ်နှစက္ကန့်အတွင်းမှာငါတို့ပြန်ပြီးတော့မှ retry လုပ်လို့ရအောင်ပေးရမလဲပေါ့ဘာလို့လဲဆိုရင်ဒီ OTP မကြလာတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့ OTP မကြလာခင်ဘယ်လိုဖြေရှင်းကြမလဲပေါ့ဒီလိုမျိုး full journey ကိုတွေးပြီးပေါ့ email တွေ password တွေနဲ့ဝင်ရတာကြာမှာဆိုလို့ social media login တွေရောပေးလို့မလားပေါ့နော်ဒါမျိုးလေးတွေစဉ်းစားမယ်ဒီ brand ရဲ့ image ဒီ sign in screen မှာဖြစ်နိုင်ခြေများတယ်အဲ့တော့ကြတော့ငါတို့ဒီဟာမှာပို့ပြီးတော့မှ trust ရအောင် copywriting တွေကိုတည်တည်ငြိမ်လေးသွားမလားပေါ့အဲ့တော့ဒါမျိုးလေးတွေစဉ်းစားတာကိုကြတော့ UX ကိုအဓိကစဉ်းစားရတယ်လို့ခေါ်တယ်ပေါ့နော်ဒါကြတော့ real life example လေးပေါ့နော် login screen တစ်ခုစဉ်းစားတဲ့အခါမှာဘယ်လို꿰ရလဲပေါ့နော် UX ကိုအဓိကအရင်တွေးလို့ရှိရင်ကြတော့ UI ကိုနောက်ပိုင်းမှာလှအောင်လုပ်တာမျိုးကပိုပြီးဖြစ်နိုင်ခြေရှိရပေါ့နော်အဲဒါကြောင့်မို့လို့ဒီ UX ကိုအရင်တွေးပြီးတော့မှ UI ဘိုင်းကို Figma ဘိုင်းကိုသွားတာပိုကောင်းတယ်ပေါ့ဆိုတော့ဒီ design ကိုတန်းပြီးတော့မဆွဲဘဲနဲ့အရင်ဆုံးစဉ်းစားတဲ့အခါမှာဘာတွေပြောင်းလဲသွားမလဲပေါ့နော်ကိုယ့်ရဲ့ design တွေကအကြောင်းပြချက်ရှိမယ်ဒါကြီးကလှလို့ဆွဲလိုက်တာဆိုရအကြောင်းပြချက်မဟုတ်ဘူးအမြင်နဲ့ပြောရပေါ့နော်ကို design ဆွဲထားလို့ရှိရင်ဒီဟာမှာအကြောင်းရင်းရှိရမယ်အကြောင်းရင်းရှိရမယ်ဒါလှလို့မလို့ဆွဲတာသူများဆွဲထားလို့ဆွဲလိုက်ဆွဲလိုက်တာonline မှာရှာကြည့်ရော design တွေးလို့ design ဆွဲလိုက်တာဆိုတာမျိုးကမဖြစ်သင့်ဘူးပေါ့နော်ငါဘာလို့ဒီလိုအယောင်သုံးတယ်ငါဘာလို့ဒီနေရာမှာဒီ button ကိုထားရဲဆိုတာကအကြောင်းရင်းရှိသွားတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုးကို့မှာလာပြောရင်ခိုင်မာတဲ့အကြောင်းရင်းတွေရှိမယ် problem ကိုလည်း solve လုပ်ပေးနိုင်မယ်ဆိုရဲကိုစဉ်းစားတွေးခေါ်ထားတာရှိရဖြစ်တဲ့ကြောင့်မလို့ကိုကပို့ပြီးတော့မှ confidence ရှိလာမယ် collaboration တွေလုပ်တဲ့အခါ discussion တွေဝင်တဲ့အခါမှာဆိုလို့ရှိရင်ဒါကြီးကဘာလို့ဆွဲထားရလဲလို့မေးတာမျိုးဆိုလို့ရှိရင်ကိုပြောပြနိုင်သွားပြီပေါ့နော်အဲ့တော့ဒီနေရာမှာဘာလို့ font ကသေးထားရလဲဒီနေရာမှာဘာလို့ font ကကြီးထားရလဲဒီနေရာကဘာလို့ဘိုးလောက်ထားရလဲဒါမျိုးတွေကဘသူမေးမေးကိုကပြောပြနိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး mindset ကိုချိန်လိုက်တဲ့အချိန်မှာအများကြီးပြောင်းလဲသွားတယ်တကယ် real design ကပေါ့နော်Figma မှာဖြစ်နေတာမဟုတ်ဘူးကိုယ့်ရဲ့ thinking ကအဓိကပေါ့နော် Figma ဆိုတာကကိုသုံးချရတဲ့အရာတစ်ခုတက်ပဲပေါ့နော်ကိုဆွဲထားတဲ့ UI UX design တစ်ခုကကောင်းတဲ့ quality ရှိရဆိုတာက Figma နဲ့ 20% လောက်ပဲသက်ဆိုင်တယ်လှလားမလှလားဆိုတာထက်ကိုယ့်ရဲ့သွားနေတဲ့လမ်းကြောင်းမှန်လားဒါမျိုးတွေကိုအဓိကတွေးရမယ်ပေါ့နော်အကြံပေးချင်တာကကြတော့ 2D Figma 2ကိုပဲကျွမ်းကျင်နေအောင်လုပ်တာကရေးရှိမှာ
scalable ဖြစ်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီလိုမျိုးတူးသုံးတတ်တာက AI ကလောက်လာနိုင်မှာပဲဒီတူးသုံးပြီးတော့မှထွက်လာတဲ့ design ဆိုတာဒါပေမဲ့ AI ကမလုပ်နိုင်တာကြတော့ empathy ရှိနဲ့ UX thinking mind ပေါ့နော်အဲ့ဒါကြောင့်မလို့ UX thinking mind ကိုအရင်ကြနနာလေ့လာဖို့အပေးစင်တယ်ပေါ့နော်ဒီတူးတွေကိုအရင်ကျွမ်းကျင်နေအောင်လေ့လာတာထက်စားလို့ရှိရင် thinking mind ကိုအရင်လေ့လာပါတကယ်ကောင်းတဲ့ designer တယောက်ဖြစ်လာဖို့ဆိုလို့ရှိရင် UX thinking ကအခြေခံပဲပေါ့နော်အဲ့တော့ဒီဟာလေးကိုပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်ဒီ UX thinking နဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာဗီဒီယိုလေးတွေဆက်ပြီးတော့တင်သွားပေးမှာဖြစ်တဲ့ကြောင့်မို့လို့ဒီ channel လေးကိုlike and subscribe လေးလုပ်ထားပေးဖို့အကြံပေးချင်ပါတယ်